မင်္ဂလာပါခင်ဗျာဒီနေ့လဲမြထိုးပု္ပ္ပစာတစ်ခုကိုအတူတူလေ့လာကြည့်ရအောင်2番大学で友達にノートを借りたいです。何と言いますか？ 1、ノートを貸してもらえないかな？ 2、ノート貸してあげるよ。 3、ノート貸していいですか？ မေကွန်းရဲ့အခြေအနေကိုကြည့်ရအောင်大学で友達にノートを借りたいです。何と言いますか？ တငယ်ချင်းစီကနေစာအုပ်ငှားချင်ပါတယ်ဘယ်လိုပြောရမလဲမေကွန်းရဲ့တော့ချက်က友達に တငယ်ချင်းစီမှာဆိုတဲ့အချက်နဲ့ 借りたいです。 ကိုကငှားချင်တာဆိုတဲ့အချက်ဖြစ်ပါတယ်တငယ်ချင်းချင်းချင်းမို့လို့ယဉ်နေတဲ့တဲ့အတုံးလုံးကိုသုံးရမှာဖြစ်ပြီးကိုကငှားချင်တာမို့လို့တစ်ဖက်လူကိုငှားပေးဖို့တောင်းဆိုရမယ့်အခြေအနေဖြစ်ပါတယ်1、ノートを貸してもらえないかな？ ငှားပေးသည်ဆိုတဲ့ကြည်ရာကိုလုပ်ပေးလို့ရမလားနဲ့တွဲပြီးငှားပေးလို့မရဘူးလားတော့ငှားလို့ရမလားလို့သုံးထားတာဖြစ်ပါတယ်ဒါဟာတငယ်ချင်းအချင်းချင်းကြားမှာတစ်ခုခုကိုအာနာနာနဲ့ယဉ်ကျေးစွာတောင်းဆိုတဲ့အခါသုံးတဲ့အလွန်တဘာဝကျတဲ့အသုံးနှုန်းဖြစ်လို့အပြေမှန်ဖြစ်ပါတယ်ဘလို့အခြေအနေမှာသုံးလဲတငယ်ချင်းဒါမှမဟုတ်လုပ်ဖို့ကိုင်ဖက်အချင်းချင်းစီကနေစာအုပ်ခဲတံသို့မဟုတ်ပစ္စည်းတစ်ခုခုကိုအကူအညီတောင်းပြီးခဏငှားချင်တဲ့အခြေအနေတိုင်းမှာသုံးနိုင်ပါတယ်してもらえないかな。してください。 အခြားသူကိုမေတ္တာရက်ခံတဲ့အချိန်မှာသုံးတာတူတူပါပဲခန္ဓာဆိုတဲ့အသုံးနှုန်းကအာနာရဲဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေပါတယ်2、ノート貸してあげるよ。 တဲ့အငဲလူဆိုတာကိုကသူတစ်ပါးကိုလှုပ်ပေးမယ်လို့ပြောတာဖြစ်လို့ဒီအသုံးနှုန်းကမှားပါတယ်3、ノート貸していいですか？ ငါမင်းကိုစာအုပ်ငှားပေးလို့ရမလားဆိုပြီးကိုဘက်ကသူ့ကိုပေးငှားဖို့ခွင့်ပြုချက်တောင်းတယ်လို့ဖြစ်နေပါတယ်ကိုကငှားရမှာဖြစ်လို့ဒီအသုံးနှုန်းကလုံးဝမှားပါတယ်ကဲဒီပု္ပ္ပစာမှာငှားပေးသည်နဲ့ငှားယူသည်ရဲ့ကွဲပြားချက်ကိုတေချာနားလည်ထားဖို့လိုအပ်ပါတယ်ကိုကငှားချင်တဲ့အခါတငယ်ချင်းကိုဘယ်လိုပြောရမယ်ဆိုတာကိုမမေ့ပါနဲ့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးခဲ့ပါဦးနောက်ထပ်3ပု္ပ္ပစာတွေကိုလည်းအတူတူဆက်လေ့လာကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်